ကဲအားလုံးမင်္ဂလာပါကျွန်တော်ရဲ့တူဒီ90 channel လေးကြိုဆိုပါရစေဘယ်လိုလဲဗျာကျွန်တော်ပေးထားတာနော်ဦးမကျော်ခွေနှစ်ခုလုံးထွက်သွားရင်နော်3456 36ဒီမှာအခွေ369963ကျွန်တော်မင်းညလည်းပြောခဲ့တယ်ဘုံတူ63ပါနေတယ်လို့ကျွန်တော်ပြောခဲ့တယ်နော်ကဲတော့ဒီနေ့ဘယ်သူတွေဘယ်လောက်ကိုရကြလဲမသိဘူးနော်ဒါဟိုဒီတစ်ပတ်စာကိုပေးပြီးကြည့်ပြီးထိုးတဲ့သူတွေများရှိလားနော်ရှိတယ်ဆိုတော့ရမှာပေါ့ဗျာရရှိမယ်ဆိုတော့မှဟိုအလိုက်လွဲတော့ရချင်မှရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ဦးစားပေးကျွန်တော်မနေ့ကပြောခဲ့ပါတယ်ကိုဘရိတ်399836လေးဘရိတ်ဆို593413လို့ကျွန်တော်ပေးခဲ့တယ်ပြီးဒီမှာငွေ9ခွက်ကျွန်တော်ပေးထားတယ်နော်ကျွန်တော်မိတ်ဆွေတို့ပြစ်စလက်ကမထားပါဘူးနော်ပတ်တီးရတစ်ရှစ်ဆိုကျွန်တော်ပေးတယ်အခွေဆုံး3456အခွေဒီမွေးရောကလည်းလာလိမ့်မယ်3136 5156ကဟုတ်ပြီနော်လေကိုဘရိတ်လေကိုဘရိတ်ကိုမှကျွန်တော်ဒီမှာရွေးပေးတယ်ကိုဘရိတ်ဆိုရင်399836ဆိုပြီးကျွန်တော်ရွေးပေးထားတယ်ဟုတ်ပြီနော်ကဲတော့ကျွန်တော်ရဲ့ channel ကိုမိတ်ဆွေတို့ like subscribe လေးလုပ်ထားပေးဖို့ကျွန်တော်ပြောစင်တယ် like subscribe ကလုပ်ပြီးသားသူတွေလည်းကျွန်တော်ဗီဒီယိုတင်နိုင်မြင်အောင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးအောင်လက်မလေးအပန်းမကြီးတစ်ချက်စီတော့နှိပ်ပေးသွားကြအောင်နော်အဲ့တော့ကျွန်တော်ခုပြောချင်ဒီထက်မွေးခွက်ကဒီတန်းကြံမယ် break ကဒီ4 break ကြံမယ်ဒီပတ်သီးလေးလုံးကြံမယ်နော်အဲ့ဒါတော့မိတ်ဆွေကိုကြည့်လိုက်ပါဗျာနော်ကျွန်တော်အကုန်လုံးကောင်းတဲ့ဟာတွေကြည့်ပဲကျွန်တော်ရွေးထုတ်ထားဆိုတော့အဲ့ထဲမှာထပ်ပြီးကျွန်တော်မထုတ်ချင်တော့နော်ကဲအဲ့တော့ဒါထားလိုက်တော့ဒီမှာဒီနေ့ထွက်ထားတဲ့ကဏ္ဍကမနေ့23ညနေ63မနေ့ညအပိတ်တူနဲ့မနေ့ညအပိတ်တူနဲ့ပါလာမလဲဆိုတော့93ညပိုင်းသို့မဟုတ်93ညပြိတ်လာမယ်နော်ပြီးရင်ကျွန်တော်ဒီနေ့ရှင်ဒီနှစ်ဆောင်းတူရယ်ဒီမှာ3ဆောင်းတူရယ်အဲ့ဒါဆိုရင်ဒီမွေး9ကွက်လာမယ်4546465965လာလိမ့်မယ်လာကိုလာမှာဒီမွေး9ကွက်ကနော်ပထမကျွန်တော်ပေးထားပြီးသားပြီးခဲ့တဲ့ညတယ်ဒီနှစ်ဆောင်းတူထားလို့ကြောင့်လည်းကျွန်တော်အဲ့ဒါပေးထားတယ်အခု3ကလည်းထပ်ပြီးစောင်းတူတယ်ပို့ပြီးတော့အကောင်သွားတယ်ဟဲ့ကောင်ကလာကိုလာမယ်ဒီမွေး9ကွက်ကနော်ပြီးရင်ဒီ9လုံးတန်းချင်းရောက်၄ကိုဘရိတ်ကတာဝန်ချေသွားဒီ16ဘရိတ်ကြံမယ်ဒီ3လုံးတန်းချင်းရောက်38ဘရိတ်ကြံမယ်အဲဒါကြောင့်ဘရိတ်သမားတွေကဒီမှာ38ဘရိတ်နော်ဘရိတ်သမားတွေက38ဘရိတ်ပြီးခဲ့တဲ့တောက်ကြံတွေကထွက်ထားတဲ့ကဏ္ဍမနက်9:00ညနေ1:00အလဲနှစ်ခက်ကြောင်1:38ကိုခွေမေ့နေမှာဆိုလို့ကျွန်တော်ဒီနေ့ထပ်ပြီးရေးပြတာခွေပူပါလာလိမ့်မယ်နော်ပြီးခဲ့တဲ့ပတ်တနင်္လာနေ့မနက်ပိုင်းကနှစ်ထိပ်စီထွက်ထားတယ်အခုဒီနေ့လည်းနှစ်ထိပ်စီအဲကြောင့်ပတ်သီးဆိုရင်9ခွန်ပတ်သီးလာကိုလာရမယ်နော်9ခွန်ပတ်သီးတစ်လုံးလာရင်လာမယ်ဒါမှမဟုတ်နှလုံးလုံးလည်းလာနိုင်မယ်ကျွန်တော်မင်းညပြောဖို့မေ့ပါတယ်မေ့ဆိုဒီမှာအလဲပေါင်းချင်း6ဖြစ်နေအလဲပေါင်းချင်း6ဖြစ်ထိုင်းပါဝါထိုင်းတဲ့ခက်လိုက်မယ်နှစ်3ဆိုပြီးထိုင်းတဲ့ခက်ထောက်ပါတယ်ဒီနေ့လည်းကြည့်အလဲ36အလဲပေါင်းချင်း9အဲကြောင့်မလို့ထိုင်းပါဝါထိုင်းတဲ့ခက်လာမယ်ဒီနေ့ကနေ့ထက်ဆင်နေရတဲ့မူတော့ဒါလေးပဲအဲ့ဒါလေးကိုမေ့ဆိုscreenshot ရိုက်ယူထားလိုက်ပါနော်ယူထားလိုက်ပြီးရင်ကျွန်တော်ဟိုကနေတော့သွားမယ်အင်္ဂါနေ့တော့သွားမယ်နော်အင်္ဂါနေ့တော့သွားမယ်ဆိုတော့မနေ့ကကျွန်တော်ရဲ့နေကုန်လုံးမှန်က6တလုံးရှိမယ်နော်နေကုန်လုံးမှန်က6တလုံးရှိမယ်နေကုန်ပတ်တိဆိုရင်35ပတ်တိရှိမယ်ဟုတ်ပြီနော်နေကုန်ပတ်တိက35ပတ်တိရှိမယ်35ပတ်တိကမနေ့ကမှတော်တော်အကောင်းပါတယ်အဲ့ဒီပတ်တိသမားတွေအတွက်သိရအောင်လို့ပါနော်ကီးခွေက3916ကီးခွေ3916ကီးခွေနေတယ်ပြီးထွက်သွားနိုင်တယ်အဲ့ထက်မှဆိုကျွန်တော်ကြိုက်တာ10နဲ့56ကိုကြိုက်တယ်ရေးပေးလိုက်မယ်ဗျာကြာလို့
နော်30နဲ့56ကိုကျွန်တော်ကြိုက်တယ်ဒီမှာနော်ကျွန်တော်ရေးပေးထားတယ်30နဲ့56အဲ့တော့နေကုန်ထိုးခွက်ထုံးမယ်3နဲ့ဆိုရင်30 35 31 36ပြန်ကြတစ်ခွက်ပါတယ်9နဲ့ဆိုရင်50 55 51 56 5ဘူးတစ်ခွက်ပါတယ်မနေ့က5ဘူးလေးကောင်းတယ်ဗျနော်ပူများချပေးမယ်ဆိုရင်ပေါ့အဲ့တော့မနေ့ကလည်းကျွန်တော်ရဲ့နေကုန် break ဆိုရင်1398 break ဟုတ်ပြီနော်1398 break ကဲအဲ့တော့ကျွန်တော်ပထမဒါကတော့ဟိုဒီနေ့ထွက်ကနေမနေ့ပိတ်မနေ့ညပိတ်ဒီလို93ညပိုင်းဆို93ည break လာမယ်38 break လာမယ်နော်အဲ့တော့ပထမ main ရောဆိုရင်30 35 31နော်ဒူ main ရောဆိုရင်50 51 56ပါနော်မနေ့ကတော့နေကုန်နှစ်ကွက်ကောင်းဆိုရင်60နဲ့65ပါခင်ဗျာနော်60နဲ့65ပါနေကုန်တစ်ကွက်ကောင်းဆို80ပါခင်ဗျနော်နေကုန်တစ်ကွက်ကောင်းက80ပါအဲ့တော့နှစ်ထိပ်စီထုတ်တာလည်းပူရူးကြတယ်ပြီးတော့မှ9ခွန်ပတ်သေးလာမယ်ပူရူးကြတာပေးလိုက်လားမလိုက်ရင်အင်္ဂါနေ့လည်းလာနိုင်ပါတယ်ဒါပေမဲ့မိတ်ဆွေတို့ကိုကျွန်တော်အထူးပြောချင်တာကဒီဆောင်တူတယ်ဒီဆောင်တူခြင်းကြောင့်ဒီမွေးငါးခွက်ကိုလိုက်ကြပါလို့ကျွန်တော်ထပ်လောင်းပြီးပြောပြရစီဗျာ5 5 4 6 4ခွန်5 6 5ခွန်လုံးဝကိုလာမှာဗျာနော်ကျွန်တော်အရန်ကြိုက်နေလို့ပါနော်အဲ့ဘူကပြက်ခဲပါတယ်ဗျသူရချင်းမမှန်တော့သူ့မှာရချင်းမရှိဘူးထွက်ပေးမယ်သူအပုံစံမျိုးထွက်ပေးမယ်ထွက်ကိုထွက်မယ်အဲ့လေးခွက်တည်းနော်ကဲအဲ့တော့မေဆွေတို့ကြိုက်တဲ့ဟာကိုလိုက်ပါဗျာဒီကနေ့ကျွန်တော်နေတိုက်ကိုပေးတဲ့ကြိုက်ရင်လည်းလိုက်ဒါမှမဟုတ်ဒီမူတဲ့မေဆွေတို့ကြိုက်တဲ့ဟာကိုလိုက်နော်ကျွန်တော်တို့ကအနည်းဆက်ဆုံးကျွန်တော်ချက်ပြပေးတာဖြစ်တယ်ကဲအဲ့တော့အင်္ဂါနေ့မှာလည်းကျွန်တော်တပတ်စာတည်းရပဲဒါမှမဟုတ်မေဆွေတို့ဒီတပတ်စာတဲ့မေဆွေတို့ကြိုက်တဲ့ဟာကိုလိုက်နော်ဒီတပတ်စာတဲ့မေဆွေတို့ကြိုက်တဲ့ဟာလေးလိုက်ဒါကိုစောခွန်ချောရိုက်ယူတာအဲ့ထက်လာလိုက်မယ်အများကြီးလာအောင်ပါဒီထက်ကကြာသာပြီးတောက်တန်လေးထိလာမယ်ဟုတ်ပြီနော်ကဲအောင်မြင်ကြပါစေဗျာကျွန်တော်ရဲ့ Putin fan လေးကိုဒီမှာနေရနာခွင့်ပြုပါခင်ဗျာနော်